ရုံမာရဲခင်ပွန်းတဲ့ရဲ့မကောင်းဆိုးဝါးမရငယ်မှာထူးဆန်းတဲ့နားအောင်တစုံရှိနေပါတယ်ကလေးမလေးဒါကစိတ်ဖက်တဲ့နားမဟုတ်ဘူးလားအဲ့ဒီလိုမြင်တော့မင်းကလေးငယ်ကချက်ချင်းပဲတကူစွမ်းအားကိုထုတ်သုံးလိုက်ပြီးအကွက်စင်တက်တဲ့မင်းကလေးရဲ့စိတ်ဖက်နာကိုတစ်ချက်ထဲနဲ့ရိုက်ချလိုက်ပါတယ်ပြီးတော့အဲ့ဒီစိတ်ဖက်နာကိုမိခင်ဖြစ်သူရဲ့နားမှာပြန်တက်ဆင်ပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာရုံမာရဲခင်ပွန်းဖြစ်သူကသူ့ရဲ့အပြင်မယားအကြောင်းကိုဆက်ပြီးရှင်းပြနေတော့မှာပဲတကယ်တော့မင်းတွေကတနာကျင်တာတက်ကြတာမို့လို့ဒါကြောင့်အဲ့ဒီရုံမာရဲယောက်ျားကချိုးသားတဲ့စကားလုံးတွေပြောလိုက်တာနဲ့မိခင်ဖြစ်သူကခွင့်လို့ဖို့ရွေးချယ်ခဲ့ပါတယ်မိမဖြစ်သူကသူ့ရဲ့စိတ်ထဲကအတွေးတွေကိုကြားလိုက်ရပါတယ်မင်းရဲ့ရွှေငွေလက်ထက်ပစ္စည်းတွေဒါမှရှိရင်ငါမင်းလိုရန်ကားတဲ့မိမမျိုးကိုကလေးကကွာရှင်းပြီးလောက်ပြီးအဲ့ဒီအချိန်ကျမှမိမဖြစ်သူကသဘောပေါက်သွားပါတော့တယ်တကယ်တော့ဒီရုံမာရဲယောက်ျားကအငြင်းတန်းသူ့ကိုလှည့်စားနေခဲ့တာပါပဲဒေါသထွက်လာတဲ့မိမဖြစ်သူကမြေပေါ်မှာရှိတဲ့လှန်ရှည်ကိုကောက်ကင်လိုက်ပြီးမိမဖြစ်သူရဲရှန်ရန်ငါတို့ကွာရှင်းကြရအောင်ယောက်ျားဖြစ်သူကွာမယ်ငါ့ကိုခွဲမယ်ဟုတ်လားဘယ်သွားမလို့လဲဒီလောကကြီးမှာကိုယ့်လိုကောင်မလေးကိုယူသွညံ့ရမယ်ဒုတိယလူဘယ်သူမှမရှိဘူးသမီးငယ်လေးမေမေဂွန်ပေါ်ရောပါသေးတယ်နော်ယောက်ျားဖြစ်သူဘဲကကလေးမလဲမင်းကဝင်ပြောစရာလိုလို့လားသမီးငယ်လေးမိခင်ကိုကက်လျက်မေမေကိုယ့်သဘောနဲ့ကိုကွာရှင်းမှာမဟုတ်ဘူးလားမိခင်ဖြစ်သူကောင်းပြီလေဒါဆိုရင်သွားကြစို့အိမ်ကိုပြန်မယ်သမီးငယ်ကမိခင်ရဲ့အင်ဂျီစာကိုဆွဲကာဟင်းမေမေကကွာရှင်းမှာမဟုတ်ဘူးလားဘာလို့စစ်သူကြီးအိမ်တော်ကိုအခုထိမပြန်ရသေးတာလဲမိခင်ဖြစ်သူငါကအခုထိစစ်သူကြီးကတော့ပါပဲသူတို့ကိုတရက်လောက်ပဲဖြစ်ဖြစ်စိတ်ချမ်းသာခွင့်ပေးလိုက်တာကငါချမ်းရုံးရှုပ်ညံ့ထင်းလို့ပဲဖြစ်ရမယ်သမီးငယ်လေးမေအရှိန်မြင့်လိုက်ပါဦးကလေးမလေးဘယ်ချမ်းကအခန်းကအနံ့ခံကြည့်လိုက်ရင်တနှုတ်စာအပေါ်များဆုံးဖြစ်မလဲကလေးမလေးလက်ညှိုးထိုးပြကဟောဒီမှာပါမိခင်ဖြစ်သူဒါဆိုရင်အဲ့ဒီကိုသွားကြစို့အဆောင်လျှောက်ပြေးလာကတခင်မကြီးအဲ့ဒီနေရာကပစ္စည်းသိမ်းခန်းပါတခင်မကြီးမသွားရပါဘူးမိခင်ဖြစ်သူပစ္စည်းသိမ်းခန်းဟုတ်လားဒါဆိုပိုတောင်သွားရအောင်မယ်ငါရဲ့ချင်းချင်းမျိုးမှာစားတော့စရိတ်တွေနဲ့အဆင်ပြေအောင်နေခဲ့ရတာသူနေဆက်မှာဒုက္ခရောက်နေမှာကိုစိုးရိမ်လို့ပါသူကငါပတ်စံနဲ့အပြင်မှာမရငယ်ယူထားရုံတင်မကသေးဘူးငါရဲ့လက်ထက်ပစ္စည်းတွေကိုပါတယောက်တည်းသိမ်းပိုက်ဖို့ကြံစီနေသေးတယ်ငါသာအဲ့ဒီခွေးယောက်ျားနဲ့မရငယ်အတွက်တပြားတစ်ချက်မှခြံထားခဲ့မယ်ဆိုရင်ငါကိုချမ်းလို့တော့မခေါ်နဲ့တော့မိမဖြစ်သူကလှန်ရှည်ကိုကင်ပြီးရှေ့ကိုလှမ်းထွက်လိုက်ပြီးအဆောင်ဟေ့မလုံးနဲ့အဆောင်တခင်မကြီးတကားကိုခတ်ထားသောပစ္စည်းသိမ်းခန်းတကားကြီးကိုပြသနေသည်အဆောင်တခင်မကြီးပစ္စည်းသိမ်းခန်းရဲ့တော့ကစစ်သူကြီးစီမှာရှိပါတယ်မဟုတ်ရင်စစ်သူကြီးပြန်လာမှာပဲမိခင်ဖြစ်သူကတန်ခိုးစွမ်းအားကိုသုံးကလှန်ရှည်ဖြစ်တကားကိုပြစ်ပေါက်လိုက်သည်လှန်ရှည်ကတကားကိုဖောက်ထွင်းဝင်ရောက်သွားသည်အဆောင်ဘာကြောင့်တော့လို့သေးလဲမိခင်ဖြစ်သူဒါဆိုပွင့်သွားပြီလေသမီးငယ်လေးမေတော်လိုက်တာအဆောင်တခင်မကြီးဝင်လို့မရပါဘူးအဆောင်မှာလှန်တန်ကြောင့်လဲကျသွားသည်အခန်းထဲရှိရွှေငွေရတနာများနှင့်ပစ္စည်းများကိုတွေ့လိုက်ရသည်သမီးငယ်လေးပျော်ရွှင်စွာဖြင့်ရွှေတုံးများကိုကင်တွယ်ကြည့်နေစဉ်ဟိုအများကြီးပဲမိခင်ဖြစ်သူဒီခွေးယောက်ျားဒီနှစ်တွေအတွင်းငါ့ကိုကြောခိုင်းပြီးဒီလောက်တောင်ပတ်စံတွေအများကြီးစုဆောင်းထားနိုင်တာပဲသမီးငယ်လေးဟိုပစ္စည်းတွေလည်းအများကြီးပဲအကုန်ယူသွားဖို့တော့နည်းနည်းခက်မယ်ထင်တယ်သမီးငယ်လေးပကံမဲကြီးကိုထုတ်ပြကမေဒီထဲမှာထည့်လိုက်လေမိခင်ဖြစ်သူဒီပန်ကန်ကအကုန်စမ်းပါမလားသမီးငယ်လေးမေစမ်းကြည့်လိုက်ရင်သိရမှာပေါ့ပစ္စည်းများကိုပကံထဲသို့ထည့်လိုက်ရာစွမ်းအားများထွက်ပေါ်လာသည်မျိုးသမီးမိခင်ရွှေအိုးကိုငေးကြည့်ရင်ဒီငွေတွေဘလို့မှမရှိတော့ဘူးလားခလေးမတခင်မလေးစိတ်ချပါဂွန်ပေါင်ကတခင်မလေးအတွက်ဆက်စုဆောင်ပေးနေတာပေါ့ဒါနဲ့တခင်မလေးကဒီနေ့ဆုတောင်းတစ်ခုကိုထပ်ပြီးတောင်းလို့ရအောင်မယ်နော်အဲ့ဒါမျိုးအရန်ကြီးတဲ့ဟာမျိုးလေးအမျိုးသမီးဂွန်ပေါင်လေးကတကယ်တော်တာပဲနှစ်ဒုတိယဇဝင်ခံခြံဝင်းအတွင်းခလေးမတခင်မလေးဟိုဘက်မှာကောင်းတဲ့ခြံဝင်းတစ်ခုရှိတယ်လူငယ်တဦးဒီနားမှာဘလို့ကောင်းတဲ့ခြံဝင်းမှရှိမနေဘူးအမျိုးသမီးဒါဆိုရင်အဲ့ဒီနေရာမှာပဲငါတို့နေမယ်လူငယ်တဦးအဲ့ဒီနေရာကထင်းကိုယ်တော်လေးဘလို့လောက်ကောင်းတဲ့ခြံဝင်းဖြစ်ရမှာလဲအမျိုးသမီးငါကစစ်သူကြီးကတော့အိမ်တအိမ်ရဲ့အရှင်သခင်ပဲဘယ်မှာနေမလဲဆိုတာကိုငါကပဲဆုံးဖြတ်မှာပေါ်သွားမယ်သုံးတတိယဇဝင်ခံညပိုင်းအိမ်တော်ထဲတွင်မီးလောင်နေစဉ်အမျိုးသမီးဒီတစ်ခါကျင်ကျိုးကိုလာတာအချမ်းဘက်မှာပဲအမြဲနေခဲ့ရတာဘယ်တော့မှမထင်ထားခဲ့ဘူးဒီနေရာကတကယ်ပဲရတနာတွေဖုံးကွယ်နေတဲ့နေရာတစ်ခုဖြစ်နေလိမ့်မယ်လို့ကလေးမတခင်မလေးဒီနေရာကပစ္စည်းဥစ္စာတွေကထူးဆန်းလိုက်တာဘေးဥပတ်ကြရောက်မဲ့ပုံစံရှိနေတယ်ကံကြမ္မာကမကောင်းဘူးဒါဆိုမကောင်းဘူးပေါ့အမျိုးသမီးကံကြမ္မာသာမကောင်းဘူးဆိုရင်တော့ဒါဆိုရင်လည်းမီးရှို့လိုက်ကြတာပေါ့စစ်သူကြီးအမျိုးသားကျန်းယွန်း၍မင်းယူသွားပြီလားဒါကမြောက်ပိုင်းစစ်သူကြီးအိမ်တော်လေးမင်းကတတိယအဆင့်တရားရုံးအရာရှိရဲ့အိမ်တော်ကိုမီးရှို့ဖျက်ဆီးရဲတယ်ဒါကဘလောက်တောင်ကြီးလေးတဲ့အပြစ်လဲဆိုတာမင်းသိရဲ့လားအမျိုးသမီးငါယူသွားတာပေါ့ငါကကျင်ကျိုးမှာစိတ်ရောလူပါပင်မဆင်းရဲခဲ့ရတာလားနဲ့ချီပြီးမင်းကိုငွေကြေးတွေပို့ပေးခြင်းခဲ့တာဒါပေမဲ့မင်းတို့လိုလူယုံမာနှစ်ယောက်ရဲ့အိတ်ထဲကိုပဲရောက်သွားခဲ့ရတယ်အမျိုးသမီးမင်းမှာပတ်စံမရှိဘူးလားပြန်ပြီးအစ်စ်ပြင်ဆင်လိုက်ရင်ပြီးသွားတာပဲအမျိုးသမီးဆက်လက်၍ကျန်းစစ်သူကြီးသာမကျေနပ်ဘူးဆိုရင်လေငါ့ကိုတရားရုံးကိုခေါ်သွားလိုက်ပါငါရဲ့ယူသွမှုကိုအကြောင်းပြပြီးငါ့ကိုလွှမ်းလိုက်ပါလားဘလို့လဲကလေးမငါချံဝင်းပြောင်းကျင်တယ်စစ်သူကြီးအမျိုးသားမင်းရဲ့အပြင်ခန်းမှာရွေးခိုင်းလိုက်မယ်မဟုတ်ရင်သူမကလေးဘယ်ဟာကိုရွေးလဲငါအဲ့ဒါကိုဖျက်ဆီးပစ်မယ်တစ္ဆာဖောက်ဘိုးချုပ်ကြီးမကောင်းတော့ဘူးဘန္နာတိုက်ထဲကငွေတွေနဲ့ကြောက်မြက်ရတနာပုံတွေအကုန်ပြောက်ကုန်ပြီမင်းပါပြောလိုက်တာလေ
တခင်မကြီးကအရင်ဆုံးဘန်နာတိုက်ထဲဝင်သွားတာပြီးတော့အထဲကပစ္စည်းတွေအကုန်လုံးပျောက်သွားတာပဲကျန်ယွန်းရှုံဒီကျန်ယွန်းရှုံကတကယ်ကိုမောက်မာလွန်းတယ်လူကိုအလွန်မင်းအနိုင်ကျင့်နေတာပဲမင်းသူမကိုဒီတိုင်းပဲလူမိုက်လုပ်ပြီးနှင်ချလိုက်သူမရဲ့ပစ္စည်းဥစ္စာတွေကိုတင်ပြီးအိမ်ထဲကနေနှင်ထုတ်လိုက်တော့ငါရဲ့ဘွဲထူးကုန်တက်တွေအားလုံးကသူမကဝူအန်ဟီဝန်မာကွစ်ရဲ့ကုန်ကျက်တရေကိုတုံးပြီးနန်းတော်ကနေတောင်းခံပေးခဲ့လို့ရလာတာငါသာသူမကိုနှင်ချလိုက်မယ်ဆိုရင်အရှင်မင်းကြီးရဲ့ဒေါသကိုခံရမှာကိုစိုးရိမ်ရတယ်။ယွန်ရှားကဝူအန်ဟီဝရဲ့မွေးစားသမီးဖြစ်ပေမဲ့သူမကမင်းအတွက်နဲ့လျံယူမင်းသားရဲ့တော်ဝင်ဇနီးနေရာတော်မယူဘဲနာမည်မရှိအတိအမှတ်မပြုဘဲမင်းနဲ့အတူနှစ်ပေါင်းများစွာနေခဲ့တာအခုတောင်မင်းအတွက်သားယောက်ျားလေးမွေးပေးခဲ့တာပဲမင်းဘလို့ပဲဖြစ်ဖြစ်သူမကိုမထိခိုက်စေသင့်ဘူး။ချစ်လာစွာသောခင်ပွန်းရှားအားအကိုးစရာဆိုလို့မင်းမဲရှိတော့တာကိုကဘလို့လို့မသိပဲနေမလဲကိုကအရှင်မင်းကြီးထံကိုရှားအားကိုတိမ့်ပိုက်ပြီးတရားဝင်ဇနီးအဖြစ်မြောက်စားပေးဖို့တောင်းဆိုခဲ့ပြီးစီရေးဆွမ်းဆောင်ချက်တွေနဲ့ရှားအားကိုတော်ဝင်ပွဲထူးခန့်အပ်ဖို့လဲတောင်းဆိုထားပြီးသားပါအရှင်မင်းကြီးစီကအမိန့်တော်ကြလာတာနဲ့ကြံရွန်းရှုံဘလို့မှတားလို့မရတော့ဘူးမနှက်ဖြန်ကြရင်ကိုကစီစီကားကားနဲ့မင်းကိုဖိတ်ခေါ်ပြီးအိမ်အောင်ပြုမယ်မင်းကတရားဝင်ဇနီးငယ်ဖြစ်နေရင်တောင်မှနောင်ကြရင်ကြံရွန်းရှုံထက်တာလွန်နိုင်မှာပါသစ္စာဖောက်ယောက်ျားကကူညီပေးတဲ့သူကိုတောင်လှဲ့ကွက်ဆင်နေတာပဲငါပြန်သွားပြီးငါရဲ့မိခင်ကိုတိုင်ပြောမယ်